ဆိုကိုကခုနမတန့်ရှင်းတဲ့ဘဝရောက်သွားခဲ့ပြီဆိုရင် แต่นั้นเชียร์ลิจังไอ้เสียงของมันเราเรียนจริงแต่ว่า ဘာလုပ်မလဲ บักจิตตาม ကျွန်တော်ကြီး မင်းကငါရှိတဲ့ရောက်နေအောင် အဲ့ဒါဆိုရင်တော့ပတ်စံကျင်းကဘယ်ပုံကြည့်နေကြာဟိကောင်လုပ်နေတယ်ว่าดิสุกินมอนในยุโรปไปนะแล้วมอนามาตาฮินองเกนเสจฮินองเรามอนาเปอร์เซ็นต์แค่บอกของกูละฮินองเรา ဟုတ်တယ်နော်အဲ့ဒီသင်ခန်းစာထဲမှာအဲ့လိုပဲပြောတယ်ဆိုတော့တင်းရဲ့အဖြစ်တွေကိုငါလည်းမစီရင်ဘူးတဲ့ဒါပေမဲ့ယေရှုကပြောလဲနောက်တစ်ခေါက်ဒီလိုမလုံးနဲ့လို့ပြောတယ် ตัวนี้ไม่ประทัดรับก็อาเชียร์ค่ะเป็นเบสุนบางเสียงจิตแหละน้ำมันนาเดอร์ของน้ำมันทำมันของกรอบสักเป็นนี่ตรงนี้นะหมายถึงมาที่อย่างเป็นจริงมั้ง အဲ့ဒီအခြေအနေที่မရောက်ရင်ပိုကောင်းတာပေါ့နော် ว่านี่มันเป็นนักทุนโลกอยู่มือจ่ออยู่มั้ง ဆိုတော့ဘုရားကအပြည့်ဝင်ချတောင်းပန်ခွင့်လွတ်ပါတယ်ငါတို့ပြစ်တွေကိုမစီရင်ဘူးငါတို့ chance ပေးတယ်ဒါပေမဲ့အဲ့ဒီအဆင့်ထိမရောက်ဘူးလို့လေ อาเซียนเป็นตัวเป็นตัวน้ำมันนาก็ถึงอย่างทุกสามอยู่ดิไอ้ยังหนังเป็นตัวดิ้นมันนักทุนอยู่ฮิโนวีจริง တော့ပြီးခဲ့တဲ့တပတ်မှာဆွေးနွေးတဲ့မေးခွန်းထဲမှာတစ်ခုပါလာကsecond chance ပေါ့နော်ဒီဒုတိယအခွင့်အရေးဆိုတဲ့အကြောင်းအရာဟိုဆွေးနွေးခဲ့ကြဘူးတဲ့ second chance สิครับที่กลุ่มนี้เราย่าจริง နော်အဲ့ဒါအိမ်ထောင်ပြုတ်ပြီးတော့ပြန်ကွဲသွားဖို့ကိစ္စတွေပေါ့နော် ที่เป็นขึ้นมาที่เชนไปบ่ายจริง တမန်ကျမ်းစာအရအိမ်ထောင်ကွဲတစ်ယောက်နဲ့လက်ထပ်လို့ရလားမရဘူးလား นายเซียงทนโตเปียดแจ้งเลยนะนูป่าที่เชนชิมสากับตัวเอ๋จิตแตงแรงต่อเป็นหมอนามห้องโลจิ มอนาเรื่องแล้วก็ตะกันที่แดงเนี่ยภาษาเล่นครับแต่เล่นครับภาษาก็เป็นเปลี่ยนปีอามาสีโล ရှိလုံးပေါ့ มาติวเนาะ มาติว လူက16 16ကိုဖတ်ကြည့်အောင် ลูกซองเลยซองเลยยัดลูกซองเลยบุกซองเลยยัด 1 2 3 Pasakali azima yemega matesile kwanme to amolia akimanu ne atenti pasazon ne to amolia ဒါဆိုရင်ဒီကျမ်းစာကဘာပြောလဲ ถูပဲတဲ့အဲ့လိုမျိုးမားရင်လေအနိဝါပြောလဲအတန်းပါပါဆိုအနုငါပါဆိုว่าအနုငါနွေးဆိုတော့ภาษาในกินจิในกินต่ออมอเลยอคิบา ဆိုယူလို့ရလားမရဘူးလား မရဘူးဒါမဲ့ဒီမှာတော့သူတို့ကပတ်စံဆိုင်လုပ်ပြီးညင်းတယ် ဟမ် ဘာလဲ sorry တစ်ကောခွန်15ကိုရောဖတ်ကြည့်အောင် ก็เรียนภาษาสกีสองเลยนะมั่วก็เรียนภาษาสกีสองเลยนะภาษาก็เรียนเช่น 1 2 3 Ahi zongin tu lozin ahia tu lo pasalin ahi zongin kiken din awule kiken tau he to bang tu pe a tu zia tu lo pasal ahi zongin au din tu lo hi pasialin no katin anong karingin ahong sakahihi โอเคဒါကကိုယ့်အကူစဉ်းစားဖို့ဒီနေ့မပြောဘူးဒီကျမ်းပိုင်နှစ်ခုကဒီလိုရန်ဖြစ်မဲ့ကျမ်းပိုင် โอเคตู้นี่เดี๋ยวนอนเราเรียนพี่แก้วนี่นักคุณน้อยใช่ พี่แก้วไงสุนดิ้งเกี่ยวกับปีนี่ว่าไงสุนดิ้งเกี่ยวกับปี ဆိုတော့အဲ့ဒီတစ်ကောခုနှစ်ကိုအချိန်ရလို့ရှိရင်ဟုတ်တယ်တစ်ကောခုနှစ်ကိုဖတ်ပေါ့နော်အဲ့ဒီအိမ်ထောင်လေးနဲ့ပတ်သက်ရင်တစ်ကောခုနှစ်ကအများကြီးပြောတယ် ဘာမှချလေတော့တိကောအချီပစီယန်တဲ့ aman pasyan milim bete de lo lim de bai changa toran che aya hi ba luka sung la changa
Christian လာရဲ့ Christian တားရင်ကဘယ်မှာ Christian အခုတည်းကကိခဲနေတာတော့နွားအောင်ပါတော့မောက်အောင်လေအခုဘာမှမလုပ်ဘူးအဲကြောင့်တမန်ကျမ်းစာကလက်အိမ်ထောင်ကွာရှင်းတာကိုခွင့်ပြုသလားကွာရှင်းတဲ့လူအိမ်ထောင်ကွဲတစ်ယောက်ကိုပြန်ပြီးယူတာကိုခွင့်ပြုသလားဆိုတာနောက်တစ်ခေါက်ကျရင်ဆွေးနွေးမယ်နော်ဒီအဲ့လေဆိုတော့နောက်တစ်ခေါက်မှာဆွေးနွေးဖို့နောက်တစ်ခုရှိတာကကျွန်တော်ပြီးခဲ့တဲ့သင်ခန်းစာရဲ့16ဘလူတာဝန်ကြတယ်ပြီနော်သင်ခန်းစာ ဟုတ်ကဲ့ဟုတ်ကဲ့ကွာ အဲ့မှာပညာရှိစွာရွေးချယ်ခြင်းနဲ့ပတ်သက်ပြီးတော့နော် How can I know who to marry နော် you ဘယ်သူကိုယူရမလဲဆိုတာကိုငါတို့ဘယ်လိုသိမလဲ ကိုချစ်တယ်လေးဖြစ်သွား ဆိုတော့အကြောင်းအရာတွေကိုနောက်တစ်ခေါက်ကြာရင်ဆက်ဆွေးနွေးမယ်နော်